ဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗတောတကသိမ့်သောပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုအယုအသိအလေးအမြတ်လက်အုပ်ကို၍ရှိကိုပူသောပူမျောမှန်လျော့ကြောပါ၏ရှင်ဖျားဤသို့ကြောရသောကုသိုလ်ကံစေရနာတို့ကြောင့်အပေလေးပါးကသုံးပါးရပြည့်ရှင်ပါးယံသူမျိုး၅ပါးဝိပတ္တိတရား၄ပါးပြတနာတရား၅ပါးတို့မှာသာခသိင်ကင်းလွင်ငြိမ်သည်သာဖြစ်၍မတရားဘုဒ္ဓရားနိဗ္ဗာန်တရားတော်မြတ်ကိုလင်းမြန်စွာရပါလို၏ရှင်ဖျားဩကာသဘုရားရှိခိုးကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက်မှာနမောတတသုံးခြင်းကိုဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ကြရ